တခါတလေမှမသိချင်အောင်ဆောင်ပြီးဘေးထွက်ပြီးပြုံးကြည့်နေရတာကပိုပျော်စရာကောင်းတယ်လူတချို့ကသူတို့မသိတာကိုမသိကြဘူးဆိုပြီးလေအားလုံးပဲမင်္ဂလာပါကျမအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယာမာဆူရှာမေရေးသားထားသောချစ်တော်အမျိုးသမီးလေးထံသို့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်ရာရာကိုမတုံ့ပြန်ပါနဲ့မတုံ့ပြန်နိုင်တီးခန့်နိုင်အားလုံးမဟုတ်ဘူးဆိုတာကိုသိစေချင်တာပါပဲတခါတလေမှတီးခန့်နေဆိုတာကမာနတွေထက်တန်ရုံးစင်ကိုပို့ပြီးတန်မိုးထားလို့တခါတလေမှမတုံ့ပြန်ဘူးဆိုတာကအဖက်လုပ်ပြီးရံပြန်ဖြစ်ဖို့မတန်လို့ပါပဲလူတချို့ထင်ကြတာရှိတယ်သူတို့ကိုအမြဲတီးခန့်အလျှော့ပေးတခုခုဆိုရင်သူတို့ကိုမတုံ့ပြန်နိုင်သူတို့လှုပ်ချင်တာလှုပ်လို့ရပြီထင်တာသူ့ကိုမတုံ့ပြန်နိုင်သူမှန်တယ်ပဲထင်တာနောက်ပြီးသူတို့ကိုပြန်မပြောရဲဘူးထင်ကြတာတကယ်ကလေတီးခန့်နေဆိုတာကလည်းတန်ရုံးစင်တွေကိုပို့ပြီးအလေးထားလို့တော်ရုံတန်ရုံဆိုအခြေအတင်မဖြစ်ချင်လို့မာနာတွေထားမဲ့အစားဆက်ဆံရေးတစ်ခုကိုပို့ပြီးတန်မိုးထားလို့တခါတလေကြတော့လဲမတုံ့ပြန်ဘူးဆိုတာကမတန်လို့ပါရှံဖက်ဖြစ်ရမှာကိုမတရီလို့ဘာမှမတုံ့ပြန်တာမပြောရဲလို့လည်းမဟုတ်ဘူးမပြောတတ်လို့လည်းမဟုတ်ဘူးအဆင့်အတန်းဆိုတာပြုမှုခြင်းနဲ့စောင့်ထိန်ခြင်းအပေါ်အများကြီးမူတည်လို့ပဲသူလည်းသူ့အကူတော်နဲ့သူသွားပါလိမ့်မယ်ဆိုပြီးကြော်ချသွားလိုက်တာတီးခန့်နေတိုင်းအလျှော့ပေးတိုင်းအားလုံးမဟုတ်ဘူးမတုံ့ပြန်တိုင်းကြောက်လို့မဟုတ်ဘူးကိုယ့်အပေါ်သူဘလို့စိတ်ထားလဲဘလို့ဆက်ဆံလဲအကုန်သိတယ်ဘသူကရှေ့မှာတစ်မျိုးကိုယ်ရတစ်မျိုးလုပ်တယ်လဲဆိုတာလဲအကုန်သိတယ်တခါတလေမှမသိချင်အောင်ဆောင်ပြီးဘေးထွက်ပြီးပြုံးကြည့်နေရတာကပိုပျော်စရာကောင်းတယ်လူတချို့ကသူတို့မသိတာကိုမသိကြဘူးဆိုပြီးလေလူတွေကိုယ်ကိုနားမလည်လဲအဆင်ပြေပါတယ်ဘသူကိုမှကိုယ်ကိုနားလည်ပေးဖို့မတောင်းဆိုတော့သလိုနားမလည်ပေးလဲဖြစ်တယ်ဆိုတဲ့စိတ်နဲ့ပဲရှင်သန်တော့တယ်ဘဝမှာလူတိုင်းဟာသူ့အကြောင်းနဲ့သူမဟုတ်လားဘသူရဲ့ပင်ပန်းမှုကိုမှလုံးစိပတ်စိတေချာမသိနိုင်တယ်လို့ကိုခံစားရတာကိုလည်းကိုယ်တိုင်ကလွဲပြီးဘသူမှတေချာမသိနိုင်ပါဘူးအဲဒါကြောင့်အခုနောက်ပိုင်းမှာတချို့အရာတွေကိုကိုကလည်းနားလည်ကြည့်ဖို့စွန့်မကြိုးစားချင်တော့သလိုကိုကိုနားမလည်ပေးနိုင်လို့လဲအဆင်ပြေတယ်ဆိုတဲ့စိတ်ကလေးနဲ့ပဲနေတော့တယ်ကိုဝမ်းနာကိုသာအသေးချာဆုံးမဟုတ်လားတခါတလေမှကိုကိစ္စနဲ့ကိုအပူနဲ့ကိုရုန်းကန်ရင်တခြားသူတွေဘက်မလဲနိုင်တဲ့နေ့ရက်တွေဆိုတာရှိပါတယ်လူမှုရေးအရာပြက်ကွက်မိတဲ့အခြေအနေမျိုးတွေရှိကြပါတယ်ဒါကြောင့်အခုနောက်ပိုင်းမှာကိုမဖြစ်မနေသတိရရမယ်လှုပ်ပေးရမယ်ဆိုတဲ့စိတ်တွေမထားတော့ဘူးမွေးနေ့မှာသတိမရလို့ဝစ်လောက်မပေးတာလဲစိတ်မကောင်းမဖြစ်တော့သလိုကိုမေ့ကြံခဲ့လို့လဲစိတ်မဆိုးတော့ဘူးနေတိုင်းဖုံးဆက်တာမဆက်တာစားပို့တာမပို့တာတွေလဲစိတ်မဆိုးနေတော့ဘူးအလိုဖိတ်ရင်လဲလာနိုင်ရင်လားမလာနိုင်ရင်လဲဘာမှမဖြစ်ဘူးလို့ပဲဖိတ်ခနဲကတခါတည်းပြောထားလိုက်တော့တယ်ဒီနောက်ပိုင်းလေပိုသိလာတာလူတိုင်းမှာသူ့ရုံးကန်မှုနဲ့သူစီးပွားရေးရှိမယ်ကျန်းမာရေးရှိမယ်အချစ်ရေးရှိမယ်ဘာကြောင့်မဲရုံးကန်ရကို့အပူကို့အတိဆုံးပဲကို့အချိန်ကို့အတိဆုံးပဲမဟုတ်လားဘသူဒုက္ခကမှပိုမနေသလိုဘသူဒုက္ခကမှမလျော့နေပါဘူးဒီအတိုင်းလေးပဲလူတွေဟာကိုယ့်ဘဝကိုမနှဲစူးစမ်းရှင်သန်နေကြရလို့အဲ့ဒါကြောင့်ကိုဦးစားမပေးလို့ကိုသတိမရလို့ကိုမကူညီလို့စိတ်ဆိုးစိတ်ကောက်တာတွေလုပ်တာကလေတကယ်ကလေးဆန်ပါတယ်ကိုယ်တိုင်မခံစားဘူးတဲ့၍သူများရဲ့နာကျင်မှုတွေကိုကိုချင်းမစာနိုင်ကြဘူးနော်ပြီးတော့လေလူတစ်ယောက်ကလူတစ်ယောက်ကိုမဖြစ်မနေကူညီပေးရမယ်ဖြစ်တွေးပေးရမယ်ဆိုတဲ့တာဝန်တွေမရှိပါဘူးတာဝန်မရှိပါပဲနဲ့ကိုကူညီနေတာနားလည်ပေးနေတာတွေဒီချစ်ချင်းမြတ်တာဖြစ်ပါတယ်တခါတလေမှအဲ့ဒီလူတွေကိုယ်တိုင်လဲကိုမကူညီပေးနိုင်တဲ့အချိန်နားမလည်ပေးနိုင်တဲ့အချိန်တွေဆိုတာလဲရှိပါတယ်ဒါကိုလည်းနားလည်ထားရပါမယ်ချစ်တော်မျိုးသမီးလေးထံသို့တက်လမ်းခွဲခြင်းတွေကနေသင်ခန်းစာယူပါကိုအများကြီးချစ်ရတဲ့လူတစ်ယောက်ကကိုရဲရဲဆက်ဆက်ထားပစ်ခဲ့လို့တော်များစိတ်ပင်ပန်းနေရလားညီမလေးဒီနေရာမှာတစ်ခုလောက်ပြောချင်တာကအမတယောက်ကညီမလေးတယောက်ကိုပြောပြသလိုမျိုးနှွေးနှွေးထွေးထွေးခံစားစေချင်တာရဲ့နောက်ပြီးကျမရဲ့စာခတ်သူညီမငယ်လေးရဲ့အတွက်ပါကြည်ရွယ်ပြီးတော့ညီမလေးလိုပဲတုံးပြီးရေးပေးရစေနော်အခုလုံးလုံးဆယ်ညီမလေးရင်ထဲမှာဘလို့ခံစားနေရလဲတိတ်ကိုမုန်းတီးနေလားတိတ်ကိုနာကျင်နေလားဒါမှမဟုတ်မခွဲနိုင်မခွာရနဲ့လွဲနေတာလားဘာတွေခံစားနေရပါစေညီမလေးရဲ့
စိတ်ကလေးကိုအေးအေးထားပြီးအမပြောတာအရင်နားထောင်မအောင်နော်ချစ်တတ်ခြင်းနဲ့လက်လွတ်တတ်ခြင်းဆိုတာကိုဖြိုင်းတူတင်ယူထားတဲ့ညီမလေးလူတော်တော်များများကညီမလေးရောအမအပါဝင်လူတော်တော်များများကအချစ်ကိုတေချာမချစ်တတ်ကြသေးဘူးအချစ်ကိုအချစ်နဲ့တူအောင်ချစ်တတ်ရမယ်အတ္တမပါတဲ့အချစ်တစ်ခုဖြစ်ဖို့ကြိုးစားရမယ်ဒါမှအချစ်ဟာမပူလောင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒါတွေဟာတိတ်ခက်ခဲတယ်ဘာလို့လဲဆိုတော့အမတို့ကလူသားတွေမို့လို့လေလူတရားဟာချစ်တတ်ခြင်းကိုစတင်ပြီးဆိုရင်လက်လွတ်တတ်ခြင်းကိုပါတပြိုင်တည်းသင်ယူထားတဲ့ညီမလေးအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့တေချာတယ်အဆုံးသက်မှနာကျင်နေရမှာပဲအချစ်ဆိုတာကချစ်မိမှန်တောင်မသိလိုက်ခင်လေးမှာချစ်တတ်သွားကြတာမျိုးလေအချိန်မရွေးလူဒန်းစားမရွေး personality တွေမတူတော့ညာလဲအချစ်ဆိုတာဖြစ်တတ်ကြတာပဲညီမလေးတခါတလေမှအမားတို့ဘက်ကစပြီးချစ်ရတဲ့ချစ်တွေရှိမယ်တခါတလေမှအမားတို့ကအချစ်ခံရတဲ့အချစ်တွေရှိမယ်ဒီလိုပါပဲအစာပိုင်းကတော့လန်ခီးဖြောင်ပြူတာရပါတယ်ပေါ့ချစ်စားကျင်နာစားမှာတော့အဆအဆအရာရာဟာတတရရပါပဲတစိမ့်နှစ်ယောက်ပေါင်းတဲ့ဇာတ်ဖဲညီမလေးရဲ့မတူညီမှုတွေအစင်မပြေမှုတွေကတော့ရှိတာပေါ့ကြာလာတော့အစင်မပြေကြတော့ဘူးအဓိကကတော့ personality တွေမတူကြဘူးသူ့တိုက်ကိုယ်တိုက်မတူကြဘူးအတွေ့အခေါ်ခံယူချက်တွေ brain level တွေဒါတွေမတူကြဘူးရင်းချက်မှုအတိုင်းအတာမတူကြဘူးနားလည်နိုင်စွမ်းတီးခတ်နိုင်စွမ်းအတိုင်းအတာမတူညီကြဘူးသဘောထားပြေဝမှုအတိုင်းအတာမတူကြဘူးတာဝန်သိမှုတာဝန်ယူမှုအတိုင်းအတာမတူကြဘူးနောက်ဆုံးရှင်းရှင်းပြောရရင်ပညာအဆင့်အတန်းအသိဉာဏ်အဆင့်အတန်းခေါ်အဆင့်အတန်းတွေမတူကြတာမျိုးလဲရှိလာနိုင်တယ်မတူတာတွေများလာတဲ့အခါညှိနှိုင်းယူဖို့တိတ်ကိုခက်ခဲပါတယ်အဲ့ဒီလိုမတူကြတဲ့အခါမှာနှစ်ယောက်ကြားမှာနားလည်မှုတွေလွဲလာရတယ်အဆင်မပြေမှုတွေဖြစ်လာရတယ်ကီးမကိုက်မှုတွေဖြစ်လာရတယ်အတက်နိုင်ဆုံးညှိယူပေးလို့ရတဲ့ကိစ္စတွေရှိကောင်းရှိမယ်ပိုချင်းရတဲ့သူဘက်ကတော့ပိုပြီးရော့ပေးခဲ့ရမှာပဲဒါပေမဲ့တန်မိုးထားမှုမတူတဲ့အရာတွေကိုတော့ဘလို့မှကြောင်းလဲညှိယူပေးလို့မရဘူးလေအဲ့ဒီလိုအခါမှာလမ်းခွဲဖို့အတွက်ဥတီမှုတွေဖြစ်လာတယ်ကြက်ပြက်သားသားလမ်းခွဲစကားပြောတာဖြစ်နိုင်တယ်လို့ကိုယ့်ကိုထားပြီးနောက်တစ်ယောက်စီပါတော့တာမျိုးလဲဖြစ်ခံရနိုင်တယ်လမ်းခွဲစကားပြောမခံရပဲတောင်းနောက်တစ်ယောက်စီလဲပါသွားနိုင်တာပဲသူစိတ်ကိုစိတ်မှန်းဆလို့မရတဲ့အနေအထားမှာငါညီမလေးဘက်ကပဲစိတ်ကိုကြိုတင်ပြင်ဆင်မှာချစ်နေတော့တာဖော်ရဲပါဆိုတဲ့စကားကတိတ်လာတာတိတ်နဝင်ချိုတာနော်သူဟာကိုယ့်အတွက်တစ်သက်လုံးပါလို့ယူဆထားကြတယ်ငါညီမလေးမှတ်ထားပါအခုနေတောင်ကိုယ့်ကိုထားပြီးထွက်သွားသူဟာတစ်သက်လုံးကိုယ့်အတွက်မဟုတ်ဘူးဆိုတာကိုယ့်ဘဝအတွက်အရေးမပါဘူးဆိုတာကိုမှတ်ထားပါလက်ခံပါငါမှတော့ချစ်လိုက်ရတာငါကိုကြတော့လှုပ်ရက်တယ်ထားသွားရက်တယ်လို့တွေးတာကညီမလေးအပိုင်းလေလှုပ်ရက်လို့လှုပ်သွားတာကသူ့အပိုင်းသူ့စရိုက်ဖြစ်တယ်ညီမလေးဝမ်းနေလို့ရတယ်လွမ်းနေရင်လည်းလွမ်းလို့ရတယ်ချစ်နေသေးလားချစ်လိုက်ရတယ်ဒါပေမဲ့အချိန်ပေးပြီးလက်ရှိကိုလက်ခံလိုက်ညီမလေးကိုရှေ့ဆက်ဘာလို့တင်လဲဘာလို့မလဲဆိုတာကိုစဉ်းစားစေချင်ပါတယ် everything happen for a reason ပါပဲအရာအလုံးကကောင်းဖို့အတွက်ဖြစ်လာတာပါညနေပြောင်တိုက်ပြီးရှေ့ဆက်ရှောင်းနိုင်တဲ့သူတောင်ရှေ့ဆက်ကြသေးတာပဲလက်ပြလုံခဲ့တဲ့ငါညီမလေးကတော့ဘာလို့ဒီနေရာမှာနေရက်တက်နေမှာလဲဘာလို့ဆက်ပြီးပြိုလဲနေအောင်မှာလဲထားစားမှညီမလေးရဲ့လာလာထထအမားတို့တွေရှေ့ဆက်ကြအောင်စို့ကွာမနေ့ကနဲ့ဒီနေ့တောင်မတူတဲ့လောကကြီးမှာအမားတို့တွေလည်းမနေ့ကထက်ဒီနေ့ပိုပြီးရင်းချက်ပျော်ရွှင်နိုင်ရမယ်လမ်းခွဲခြင်းတွေကိုပြီးစွက်လက်သဘောမထားပါနဲ့ယူတန်းရင်သင်ခန်းစာရတယ်လို့ကိုယ့်ဘဝအတွက်ကောင်းသောလမ်းတွေပွင့်ရလန်းစားတစ်ခုလည်းဖြစ်နေနိုင်ပါတယ်ချစ်တော်မျိုးသမီးလေးထံသို့နှင့်တစ်ဖက်သက်အချစ်ဟာမှားသလားဒီအပိုင်းအမစီကိုညီမလေးတွေက one side left တစ်ဖက်သက်အချစ်နဲ့ပတ်သက်ပြီးလာပြီးရှင်ဖွင့်ကြတာများတော့ဒီအကြောင်းနဲ့ဆက်နွယ်ပြီးညီမလေးကိုပြောပြရအောင်မယ်ကဲညီမလေးရေမေးပါအောင်မယ်တစ်ဖက်သက်ချစ်ရတဲ့ခံစားချက်ကဘလို့နေလဲကုလောင်ရတယ်ဟုတ်အားမလို့အားမရဖြစ်ရတယ်ဟုတ်တစ်ဖက်သက်ချစ်ရတဲ့အချစ်တွေဟာပူလောင်ရပါတယ်ညီမလေးရေကိုချစ်နေတာကို तू မသိတဲ့အခါမျိုးကိုချစ်တယ်လို့ तू ကပြန်မချစ်နိုင်တာမျိုးတိတိရက်နဲ့ကိုချေနေတာမျိုးနောက်ပြီးသူ့အတွက်ကိုအချစ်ဟာလက်လန်းမမီနိုင်တဲ့နေရာမျိုးမှာရှိနေတဲ့အခါမျိုးမှာဆိုရင်ပို့လို့တောင်ပူလောင်စိတ်ဆင်းရဲရပါသေးတယ်ညီမလေးရေဟိုနေ့တုန်းကငါညီမလေးကတမီးသူ့ကိုတိတ်လဲချစ်တယ်
သမီးမာနာတွေထိခိုက်လာတာကိုလည်းမကြိုက်ဘူးမြဲတိမ်ငယ်နေရတယ်လို့လာရင်ဖွင့်တော့အမကစိတ်မကောင်းဖြစ်ရသေးတယ်ငိုပြီးပြောနေတဲ့ညီမလေးကိုလည်းအမကတစ်ဖက်သက်ချစ်တာအပြစ်လို့လည်းမပြောသလိုမချစ်နဲ့လို့လည်းမတားဘူးမပိတ်ပင်ဘူးဒါဟာညီမလေးရဲ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်လို့ပါပဲညီမလေးတည်နာလူတွေကိုချစ်တာပျော်ဖို့လဲကောင်းတယ်စိတ်ချမ်းသာစရာလဲကောင်းတယ်ဒါပေမဲ့တစ်ခါတလေမှာတော့လူတွေကိုချစ်ရတာဟာနာကျင်စရာလဲကောင်းနေတတ်တယ်ဆုံးရှုံးမှုတွေထိခိုက်နာကျင်မှုတွေလည်းရကောင်းရနိုင်တယ်ဘာပဲဖြစ်ဖြစ်ခြုံပြောရရင်တော့လူချင်းချစ်တတ်တာကောင်းပါတယ်ချစ်ချင်းမြတ်တာတရားမှာအကန့်အသတ်မရှိပါဘူးညီမလေးအနေနဲ့ဘသူ့ကိုမဆိုဖြူဖြူစင်စင်ရိုးရိုးသားသားနဲ့ချစ်လို့ရတယ်တစ်ဖက်သက်ပဲချစ်လို့ရတယ်တွေ့တာလို့ရတယ်ချစ်ချင်းနဲ့မြတ်တာတရားမှာအကန့်အသတ်မှမရှိပဲဒါပေမဲ့အဲ့ဒီချစ်ချင်းမြတ်တာတွေကိုအယောင်ဆိုးပြီးချစ်တတ်တဲ့သူတွေအတွက်ကတော့ချစ်ချင်းမြတ်တာမှာအကန့်အသတ်တွေရှိတယ်လူအတိုင်းဝိုင်းရဲ့ကန့်သတ်မှုတွေနောက်ပြီးတကိုယ်ရည်ကျင့်ဝတ်အရာကန့်သတ်မှုတွေအများကြီးရှိလာတယ်ဒါကြောင့်မို့အမတို့အနေနဲ့ပိုင်ရှင်ရှိပြီးသားပစ္စည်းဥစ္စာတစ်ခုကိုမျက်စောင်းမထိုးတာအကောင်းဆုံးပဲဒါဟာညီမလေးရောအမရောလူသားအလုံးစောင့်ထိန်ရမယ်လူကျင်ဝဲတစ်ခုဖြစ်နေလို့ပဲညီမလေးမိန်းကလေးဘက်ကစကြရတာအောက်လိုက်တာမိန်းကလေးဖြစ်ပြီးတန်ဖိုးမဲ့လိုက်တာလို့တော့အရက်ထဲမှာမိမအချင်းချင်းသဘောလေလွင်ဝေဖန်တတ်တဲ့လူတွေလို့တော့အမကညီမလေးကိုမပြောဘူးဘယ်တော့မှလည်းပြောမှမဟုတ်ဘူးအချစ်ဆိုတာယောက်ျားလေးဘက်ကပဲစချစ်ရတယ်ဆိုတဲ့ theory မှမရှိတာချစ်တာပဲလေယောက်ျားဖြစ်စေမိန်းမဖြစ်စေဘသူမဆိုအရင်စချစ်ပိုင်ခွင့်ရှိတယ်ဒါကြောင့်ညီမလေးကိုလည်းမချစ်နဲ့လို့အမမတားခဲ့တာပေါ့လေကိုကလူတစ်ယောက်ကိုတစ်ဖက်သက်ချစ်တော်မယ်ဆိုရင်ကို့အနေနဲ့စိတ်ကကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ဖြစ်လာနိုင်ခြေရှိတဲ့အကောင်းအဆိုးကိုကြိုတွက်ဆထားဖို့လည်းလိုလိမ့်မယ်ညီမလေးကိုကစချစ်လို့ပြန်ချစ်နိုင်လားမျှော်လင့်ချက်ကောရှိရလားအခြေအနေတွေဘယ်လိုရှိနိုင်မလဲကုံပြောရရင်သူကိုညှင်းနိုင်ခြေရှိသလားဒါတွေအကုန်လုံးကိုကြိုစဉ်းစားထားဖို့လိုတယ်စိတ်ကိုလည်းကြိုပြင်ဆင်ထားဖို့လိုတယ်ဒါမှညီမလေးအနေနဲ့ကြုံလာနိုင်ခြေရှိတဲ့အရာတွေအကုန်လုံးကိုရင်ဆိုင်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့တန်ဖိုးကိုသိဖို့ပါသိပြီးရင်လည်းတန်ဖိုးထားတတ်ဖို့ပါကိုယ်သဘောကျတဲ့ယောက်ျားတစ်ယောက်ဟာကိုယ့်ရဲ့အချိန်တွေပျော်ရွှင်မှုတွေဂုဏ်သိက္ခာတွေကိုရင်းဖို့အဲ့ဒီလူဟာတန်ရက်လားဆိုတာကိုလည်းစဉ်းစားရပါမယ်နောက်ပြီးပြိုင်မလို့ပါနဲ့သုံးမွင်းဆိုင်အခြေရင်းများဖြစ်လာခဲ့ရင်ငါညီမလေးအနေနဲ့နောက်မှပေါ်တဲ့ရွှေကြပင်ဘဝလုံးဝအယောင်မခံပါနဲ့ညီမလေးခြေလန်းလန်းခဲ့မိရင်လည်းအချိန်မီနောက်ပြန်ဆုတ်ပါလို့အမအကြံပေးပါရစေယောက်ျားတစ်ယောက်ကိုမိန်းမနှစ်ယောက်ပြိုင်လို့ရအောင်ထိဒီယောက်ျားကမြင့်မြတ်တန်မိုးရှိနေသလားစဉ်းစားပါကိုတန်မိုးကိုဘယ်တော့မှမကြပါစေနဲ့ညီမလေးမိန်းကလေးတစ်ယောက်ဟာကောင်းမွန်သောယောက်ျားတစ်ယောက်ကိုပိုင်ဆိုင်နိုင်မှုအခွင့်အရေးရှိပါတယ်မျှော်လင့်ချက်ရှိပါတယ်ဒါကြောင့်အလားလာမရှိမဖြစ်နိုင်တဲ့တစ်ဖက်သက်အချစ်တွေနဲ့ငါညီမလေးရဲ့အချိန်တွေကိုအကုန်မခံပါနဲ့ညီမလေးငါညီမလေးဟာပျော်ရွှင်မှုနဲ့ထိုက်တန်မိသားလူတစ်ယောက်ပါဒါကြောင့်ငါညီမလေးအနေနဲ့ပျော်ရွှင်နေဖို့လိုအပ်တယ်လေအချိန်တစ်ခုနေရာတစ်ခုမှာငါညီမလေးကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့လူတစ်ယောက်စောင့်မနေနိုင်ဘူးလို့ဘသူလောင်းကြီးထက်ရဲလဲညီမလေးရဲ့ချစ်တော်မျိုးသမီးလေးထံသို့တော့အမြဲတမ်းရှိနေမယ်ညီမလေးရေမတွေ့တာလဲကြပြီနော်အစဉ်ပြေရက်လားနေကောင်းရက်လားစိတ်ရောလူရောပေါ့ကွယ်နေကောင်းရက်လားညီမလေးရဲ့လူနေကောင်းပြီးစိတ်ကနေမကောင်းဖြစ်နေရင်လဲကိုယ်စိတ်နှစ်ပါးချမ်းမာတယ်မခေါ်ဘူးစိတ်ရောလူရောချမ်းမာနေမှပျော်ရွှင်နေမှဘဝကနေလို့ကောင်းတယ်ဘဝကနေပျော်ပါတယ်ပေါ့ကွယ် DH life ဆယ်ကျော်သက်အရွယ်လူငယ်အရွယ်မှာစိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေအများကြီးနဲ့ကြုံတွေ့ရတာငါညီမလေးကိုတွေပဲမို့လားပညာရေးကြောင့်စိတ်ဖိစီးရတာအချစ်ရေးလူမှုရေးကြောင့်နာကျင်ရတာစုံနေတာပဲဒါတောင်စီးပွားရေးအပူပင်ကတစ်ခါတလေကြုံကြရသေးတယ်နောက်များဆိုရင်ဘလောက်တောင်ပင်ပန်းမလဲဆိုတာကြိုတွေးကြိုပြင်ဆင်လို့ရတယ်အစဆိုတာအမြဲခက်ခဲတာကြီးပါပဲအောက်ခြေဆိုတာအမြဲခက်ခဲခဲ့တာကြီးပါပဲစူးစမ်းရှင်းသန်နေရတဲ့အရွယ်မှာပင်ပန်းစရာတွေဆိုတာဖြစ်နေကြမို့ it's okay နော်ညီမလေးတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိထားပေးစေချင်တယ်ညီမလေးကိုခုလိုအားပေးစကားတွေပြောနေတဲ့အမကိုယ်တိုင်လည်းခက်ခဲပင်ပန်းတဲ့အချိန်တွေရှိတာပါပဲအမြဲအဆင်ပြေနေတဲ့ရဲ့လို့လည်းဘယ်ဟုတ်ပါမလဲဒီလိုပဲကိုယ့်ဘာသာကိုလဲရင်ပြန်ထပြန်လဲရင်နောက်တစ်ခါထပ်ထရင်ဒီလိုနဲ့ပဲခုချိန်ထိကိုစားရှင်တန်နေရတာပဲညီမလေးရဲ့ပင်ပန်းလားမေးရင်ပင်ပန်းတာပေါ့
လူပင်မနာထက်စိတ်ပင်မနာကပိုဆိုးတာကိုစိတ်ကတက်ရင်လူပါသေးတယ်လေကွယ်ဒါကြောင့်အမကတော့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပိုပြီးအလေးထားကြည့်ဆိုင်ဖြစ်တယ်ငါညီမလေးရောစိတ်ပင်ပန်းစရာလူပင်ပန်းစရာတွေအများကြီးကြုံနေရတဲ့အချိန်အားငယ်ပြီးတော့ထမင်းမစားပဲငိုနေသေးလားကဲပါကွယ်ကလေးလည်းမဟုတ်တော့ပဲနဲ့ကြက်တနာတွေကိုကလေးဆန်ဆန်မဖြေရှင်းပါနဲ့ညီမလေးရဲ့အားမငယ်ပါနဲ့ညီမလေးကိုလိုလူတွေကိုထက်အခြေအနေဆိုးတဲ့သူတွေအများကြီးရှိနေတဲ့အနေအထားမှာဖြည့်သိမ့်နိုင်အောင်သာနေပါပင်မတဲ့အခါမိုးခြင်းကိုချလိုက်ပါတင်မန်းရင်အနားယူပါကိုချစ်ရတဲ့သူတွေကိုအားကိုးရတဲ့သူတွေနဲ့တိုင်ပင်မှာရင်ဖွဲ့မှာညီမလေးအနားမှာညီမလေးကိုချစ်တဲ့သူတွေအများကြီးပါကွယ်အခက်အခဲတွေရှိလို့စိတ်တွေညစ်တဲ့အခါတိုင်းဝမ်းနဲ့အားငယ်မနေပဲတယောက်တည်းကြိတ်မိတ်ခံစားမနေပဲကိုယုံကြည်ရာကိုချစ်ခင်ရာလူတွေစီမှာမျှဝေပြီးအကြံတောင်းကြည့်ပါညီမလေးတယောက်တည်းမှမဟုတ်ပဲညီမလေးကိုချစ်တဲ့မိသားစုတွေတငယ်ချင်းတွေဆရာမတွေနောက်ပြီးအမလည်းရှိနေတယ်လေအမြဲတမ်းအတွက်ပါကွယ်